မင်္ဂလာပါဆင်ဘတ်စကင်မှာအားလုံးကြိုဆိုပါကျွန်တော်ဆင်ဘတ်စကင်နဲ့ Twitter ဘက် Rangoon ရဲ့ founder ဦးစီသူရမယ်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြပေးခြင်းတဲ့ဘိန်းလေးပေါ့နော်ဒါ unboxing လုပ်မဲ့ဘိန်းလေးကကျွန်တော်ဒီ Twitter နဲ့အသစ်ထွက်တဲ့ model ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဟာလေးကိုကျွန်တော် unboxing လုပ်မယ်အဲ့တော့အဲ့ပါကြည့်အဲ့တော့ဒီဘိန်းလေးကိုကျွန်တော် parking ဖွင့်ကြည့်ရပေါ့နော် parking ဖွင့်လိုက်တဲ့မြန်အောင်လို့ကျွန်တော်မြန်မြန်ဆက်ဆက်ပဲရှင်းလိုက်ပါတယ်ဗီဒီယိုကဲအဲ့တော့ကျွန်တော်parking ထုတ်ကြည့်လိုက်တဲ့ပုံပေါ့နော်ဒါပြီးတော့ဒါအပေါ်ဘက်ဒီကျွန်တော်ဖြည့်လိုက်ပါပြီကဲဒီကောင်လေးကတော့ဆင်းလို့ပြီးပေါ့နော်ဒါ Twitter ကနေထွက်တဲ့ Twitter C6 model ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ချက်ကြည့်လိုက်အောင်ဒီကောင် frame က align frame ဖြစ်တယ် carbon foil ဖြစ်တယ်ပေါ့နော် align frame ဆိုရင်သူကတော်တော်ကောင်း frame အလားပဲဒီကောင်ရဲ့ဒီကျွန်တော်တို့ဒီအဆက်ရနေရာတွေကလုံးဝsmooth ဆိုမှ smooth ပေါ့နော်တချို့ smooth welding တွေကကျွန်တော်ဒီအောက်ခြေမှာဆိုရင် smooth ဖြစ်တော့ပေါ့နော်ဒီကောင်အောက်ခြေအထိပါလုံးဝ smooth ဖြစ်ပြီးတော့တော်တော်မိုက်တယ်ပေါ့နော်ပြီးတော့ဒါကသူ့ရဲ့ဒါကောင်ဖောက်ပေါ့နော်ရှေ့ကောင်ဖောက်ဖြစ်ပါတယ်နောက်ပြီးကြတော့ gear ဘိုင်းကကျွန်တော် Rotospat 212နဲ့မှာတာဖြစ်တဲ့အတွက်ကျွန်တော်နောက် gear Rotospat 12 speedတော့ရှေ့က Rotospat 2 speed နဲ့ crank က Sinus Hollow crank ဖြစ်တယ်ပေါ့နော်အပိုင်းမှာတော့ကျွန်တော် Rotospat 4C bearing carbon hard နဲ့ပေါ့နော်ဝေကကျွန်တော် Rotospat ခွေဖြစ်မယ်တာယာပိုင်းကကြတော့ကျွန်တော်ဒီမှာ Massive Pursuit တာယာဖြစ်မှာနော်ရှေ့ဟပ်ပိုင်းမှာလည်း Rotospat carbon hard ကိုမြင်မှာဖြစ်ပါတယ်shifter ကတော့ကျွန်တော် Rotospat shifter ဖြစ်တဲ့ Rotospat 212မှာကျွန်တော် shifter တွေကဒါ carbon fiber နဲ့ဖြစ်သွားပြီပေါ့နော်သူရဲ့ကျွန်တော် seat ports နဲ့ဒါကကျွန်တော်သူထိုင်ကုန်ပေါ့နော်ထိုင်ကုန်ရဲ့ပြီးတော့ကျွန်တော်ဒီမှာလက်ကင်ပါလဲဒါ integrated လက်ကင်ဖြစ်တယ်ပေါ့နော်ဒီပိုင်းမှာလဲဒါကသူ fully hydraulic disc ပေါ့နော် sea brake အပြည့်ဖြစ်သွားပြီဒါ shea brake ဖြစ်မယ်လို့ရှိရင်ကျွန်တော်နောက် brake sea brake အထိုင်ပေါ့နော် brake အထိုင် fully hydraulic disc ဖြစ်သွားပါပြီဒီကောင်ကတော့ Twitter C6 ရဲ့ကျွန်တော်တို့ frame design เนาะပါတယ်โอเคပါအခုလိုဗီဒီယိုအဆုံးထိလိုက်ပတ်ကြည့်ရှုရတဲ့တရားရှင်တွေတိုင်းအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့ရဲ့ Same Skin မှာဒီ Twitter C6 pin လေးကိုလာရောက်ဝေဖန်ပေးလို့ရပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်